โอ้ยฮะဒီပင်တီးတဲ့ပုံကြဟိုမှာထောက်စားရလုံးစားရကဲဒီနေ့ကျွန်တော်တို့တွင်းသေးလက်ခုတာပါတေးသေးလေးတီးနေပြီဒီမှာလဲပေါ်လုံးရတယ်ဟုတ်တယ်ဟောပင်တေးသေးလေးတီးနေပညာစုပြီးတည်းရမ်းမယ်ဒီပလေးတော့ကျွန်တော်လိုက်လာပြီလားโอ้ยฮะဒီပင်တီးတဲ့ပုံကြဟိုမှာထောက်ဒီရန်လုံးမေးကြည့်ပြီးနေအေးစုလိုက်လက်သေးတယ်အော်သူများကိုင်းပြင်လာလာနေရောအတွင်းလေးတင်းနေပါပြီဒီနေ့ခုမှဟုတ်ပဲဟောရှေ့ပါရဒီပေါ်ကပဲဒီပေါ်ပင်ခုလင်းနေမှန်တော့မပြတ်ဘူးမှန်လားကိစ္စမရှိဘူးသူကပိုးထိုးနေတယ်အေးအလုံးတွေသူ့ဆူနဲ့သူထပ်ပြီးတော့ပိုးဝင်အလုံးစီပဲတရားတလုံးမကြောက်ကြားတယ်ဆိုရင်မင်းကပင်နေတီးနေပါငါပဲဘာဖုန်းနဲ့ပဲပြောဖုန်းနဲ့ပဲပြပြီးတော့ဆက်ပတ်လိုက်ရတယ်ပီတာကလူကောင်းနေဟုတ်တယ်အဲ့မှာပီတာကလူနဲ့ချုံမောက်ရည်နဲ့လာတယ်တော်တော့လေနည်းသူ့ပိုင်းတော့ရောက်ပြောနေအောင်မရရတဲ့အယောင်လည်းနဲ့အဲ့လိုမလှအောင်နေနဲ့ရအယောင်ရေးထွက်ပါ့အေးကိုအလေချားဝင်ညှက်ပြီးတက်ပါတုံးပြီးတက်
ဖြတ်ရင်တော့အကြည့်ပါအမြဲလုံနေရောဟာဆေးမဖြတ်ရင်တူတူခံနိုင်ရရှိသွားတာပဲအဖေတူတူခောက်တွေပါပိုးကြိုက်ခောက်ပြန်ပြည့်မြန်မမြန်မတ်တက်ကအလုံးလှလှလုံးလို့မတ်တက်ပါစားကြောင်းမတ်တက်စီပေါ့ချဘူးလားချရင်ပြောကဲပထမဆုံးရှိပေါက်လာတာကဲရှိပေါက်တစ်လုံးနဲ့တော့မထောက်လိုက်မယ်โอ้ยရှိကြိုက်လာတယ်ဆွဲလို့ရတယ်ရှိပေါက်တစ်လုံးရပါပြီဒီဘက်ကိုကြော်တော့မဟုတ်ဟိုဘက်ကိုကြော်အဲ့မဲ့ပုံးချိုက်ခတ်ပေါ်ဟိုဘက်ပြန်ကြော်လာအေးကနေဆိုပုံးချိုက်ခတ်မယ်မခောက်လားအလောမနော်ယောအောက်ထိချလိုက်တော့ရပါရပြီချင်းတီးတယ်ဖြောက်လို့ရဟာကျွေတော့မယ်လောချပါလားချပါလားကျိုးလောင်းနေကြအောင်ငါထိုင်နာပဲလုံးဖြစ်